နော်အခုမှလာမှာအဲ့တတိယပိုင်းကျမှဥတီဘူးတွေကိစ္စလာပါနော်ဒါကဘာလဲဆိုတော့ကျွန်တော်တို့အသက်အရွယ်ရှိလာပြီနော်ကျွန်တော်ဆိုလဲအသက်50တဲ့ဝင်တော့မယ်လာမယ့်လဆိုရင်လာမယ့်စက်တင်ဘာလနော်စက်တင်ဘာလဆိုလို့ရှိရင်ကျွန်တော်အသက်က50ပြည့်ပြီနော်လူချင်းမလို့ယုံကြမယုံမယ်မယုံချင်းမယုံတဲ့လူတော့ပြဿနာမရှိဘူးယုံတဲ့လူကတော့ဒီနေ့ဧည့်သည်တယောက်စီသွားတယ်ပိဋကမဟုတ်ဘူးပဋ္ဌာန်းကျကြီးလူချင်းလို့တဲ့နော်ဆရာရဲတဲ့ဘယ်လိုလူရမှာလဲတဲ့ဆရာအစင်တေတဲ့စီကိုလူပေးပါတဲ့နော်အဲ့ဒါနဲ့ကျွန်တော်စီမှာပဋ္ဌာန်းကျနဲ့ပတ်သက်ပြီးတော့ရွတ်ဖတ်ချင်တဲ့လူဘယ်သူတွေရှိမလဲဆိုတော့ကျွန်တော်လေ့လာလိုက်တဲ့အခါကျတော့နှစ်ဦးတော့တွေ့တယ်တဦးကတော့ရန်ကုန်တိုင်းထိုင်းနယ်မှာနေတယ်နောက်တစ်ဦးကကျတော့ဒီရွှေပြည်ထဲမှာနေတယ်နော်ကျွန်တော်အခုဗီဒီယိုဖိုင်လေးတင်ပေးမယ်ခဏလေးကြည့်ပြီးပါရတယ်အဲ့အမစီမှာဒီနေ့ချိန်ပြီးတော့သွားပြီးတော့ပဋ္ဌာန်းကျမ်းအလူခံပါတယ်အဲ့မှာအမတက်ပေါ့နော်အမတက်ကပဋ္ဌာန်းကျမ်းလူချင်းလို့တဲ့သူမွေးနေတဲ့သူမွေးနေတဲ့ပဋ္ဌာန်းကျမ်းလူပြီးခဲ့တဲ့တစ်ပတ်တည်းကကျန်တစ်ပတ်ကျော်တည်းကပြောတာလာမယ့်အပတ်ကျရင်လူသွားလူကြမယ်လို့เนาะအလူခံပုဂ္ဂိုလ်နဲ့ချိန်မိလိုက်တယ်ချိန်မဲ့လာမယ့်ပြီးခဲ့တဲ့အပတ်ကကျတော့ကျွန်တော်ကမအားဘူးเนาะဘေးရင်ဒီမှာဟောဖို့ချိန်ထားတာနဲ့ကျွန်တော်အဆင်မပြေဘူးဖြစ်သွားတယ်ဟောဖို့လက်ခံထားရတယ်ဟုတ်ဒီတစ်ပတ်ကျပြန်တော့လဲကျွန်တော်ထက်ချိန်လိုက်ဒီတစ်ပတ်တနင်္ဂနွေထက်ချိန်လိုက်ချိန်တော့ဘေးရင်ဟောဖို့9ယောက်လက်ခံထားတာနော်9ယောက်လက်ခံထားတာကို3ယောက်ပဲဟောရသေးတယ်ကျွန်တော်ပြေးရအမြန်ပြေးရတယ်နော်ထမင်းလည်းအမြန်စားပြီးတော့မနက်ပိုင်းမချိန်တော့မနက်ပိုင်းကျွန်တော်ဘေးရင်ဟောဖို့လက်ခံထားတာရှိလို့ကျွန်တော်နေ့လယ်ပိုင်းလောက်သွားမယ်တနာရီတူသွားမယ်ဆိုတနာရီတူချိန်မြင့်အလူခံပုဂ္ဂိုလ်ပေါ့နော်အလူခံပုဂ္ဂိုလ်နဲ့ချိန်ပြီးတော့အလူရှင်ပဋ္ဌာန်းကျမ်းကြီးလူမဲ့အလူရှင်စီသွားပြီးတော့အလူသွားခံပေးတယ်ကျွန်တော်လည်းလိုက်သွားပေးတာပေါ့နော်ဆိုတော့အဲ့မှာလည်းစကားပြောပြရင်လည်းဘာပြောလဲဆိုတော့ကျွန်တော်တက်ဘယ်လောက်ထင်ပြီလဲလို့ဆရာတက်40ကျော်တဲ့ရှိပြီတဲ့အဲ့နဲ့ဟုတ်လို့လားအမတရားစီပါအောင်လို့ခဏလေးတဲ့ဆရာတင်တာတွေ့တယ်78အရေးခဲမှာဆရာဘလို့ပါဝင်ခဲ့တယ်ဆရာပြောခဲ့တာတွေအကုန်လုံးအဲ့ဗီဒီယိုဖိုင်လေးကြည့်ဘူးတယ်တဲ့ဆိုတော့ဆရာတက်မရှိဆိုတော့50ထဲမှာရှိလိမ့်မယ်ဟုတ်တယ်ကြာမှန်တယ်မာကြီးလို့ကျွန်တော်လာမဲ့ရှေ့လာဆိုလို့ချင်းကျွန်တော်အသက်50ပြည့်ပါပြီလို့เนาะဆိုတော့ပြောလိုက်ပါတယ်ပြောချင်တာကဘာလဲဆိုတော့မကြခင်တင်းချမ်းကိုသွားတော့မယ်เนาะတင်းချမ်းကိုခြေတလန်းခြေတလန်းလမ်းနေပြီဆိုတော့ကျွန်တော်တို့တွေကဘာလုပ်ရမလဲဆိုတော့မသိသေးတွေစားရမယ်เนาะအသက်ရှင်နေတယ်ဆိုရင်မသိသေးတွေစားမယ်စီးပွားလေးမိဝဲရမယ်เนาะမိဝဲမယ်ကျွန်တော်ကအသက်အရွယ်ရလာပြီဆိုလို့ရှိရင်အဓိကအစားအသောက်ကိုရှောင်ရမယ်အနေအထိုင်ကိုဆင်ခြင်ရမယ်ပထမတစ်ချက်ကအစားအသောက်ကိုရှောင်ရမယ်ဒုတိယအနေအထိုင်ကိုဆင်ခြင်ရမယ်เนาะအဲ့အတွက်ကျွန်တော်အစားအသောက်ကိုဆင်ခြင်ရမယ်ဆိုတော့ကျွန်တော်ကြုံရည်စားကြတာဟိုတော်များများလीเนาะစားကြတဲ့အခါကျကိုယ်လည်းမတက်တဲ့အစားတွေကိုကိုရှောင်မယ်ဆိုရင်အသက်ရှင်မယ်ကံဉဏ်ဝိရိယလေးမြတ်စွာဘုရားရှင်ဟောလာတာเนาะကံကောင်းမှုတွေဘာသာတရားအမြဲတမ်းလုပ်နေရမယ်เนาะဉာဏ်ကြတော့ကျွန်တော်ကဒါနဲ့မတက်ဘူးဆိုဒါမစားနဲ့ပေါ့ကံဉဏ်လေးเนาะဒါဒီဟာလေးစားရင်အကျော်တက်မယ်ဒီဟာလေးစားရင်ကိုရီလက်တွေကြိုက်ခဲမယ်ဒါလေးစားရင်ဝမ်းသွားမယ်ဟုတ်တယ်မဒါမျိုးလေးတွေပေါ့ဒါလေးစားရင်ဝမ်းချုပ်မယ်အဲ့ဆိုကျွန်တော်မစားနဲ့ပေါ့အကျော်တက်မယ်เนาะခေါင်းမှုမယ်ခေါင်းကြိုက်မယ်เนาะဝမ်းသွားမယ်ဝမ်းချုပ်မယ်ဟုတ်တယ်မအဲ့လိုမတက်တဲ့အစာတွေကိုကျွန်တော်ကသိရမယ်ကိုကဘာနဲ့မတက်တာလဲဆိုတော့အသက်ရွယ်ရလာပြီဆိုလို့ချင်းအဲ့အတွက်ကျွန်တော်စားချင်တာတွေစားနေပြီဆိုလို့ရှိရင်ကျွန်တော်ညံ့လေးကိုကန်ကုံတော့မဲ့အနေထားကိုသွားလိမ့်မယ်เนาะအသက်ရှည်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ကအစားအသောက်တွေရှောင်ရမယ်เนาะအဲ့လိုအစားအသောက်တွေရှောင်နေသလိုလေကျွန်တော်ကဘာလုပ်ရလဲစေးဝါးလည်းမိဝဲရတယ်စေးဝါးဆရာကဘာစေးဝါးတွေမိဝဲမလဲဆိုအများစုကဘာစားကြလဲအသက်35 40လောက်ရောက်သွားအသက်35 40เนาะကျွန်တော်ပြောဟုတ်လားမဟုတ်เนาะအသက်35 40လောက်ဆိုရင်အားစေးတွေဘယ်အားစေးကောင်းလဲဆိုအကုန်မိဝဲလိုက်ရှာနေပြီစုံစမ်းနေပြီဆရာဝန်နဲ့တိုင်ပင်ပြီဆေးကိုရောက်ဆေးကရောက်ပြီဆိုရင်ဆရာတမိဘာအားဆေးတောက်မလဲဆရာကျမဘာအားဆေးတောက်တင်လဲဆရာဝန်နဲ့တိုင်ပင်ပြီဖျားတာနာတာနဲ့ဆေးကရောက်တာနဲ့အဲ့ဆေးကမှာအများအားပြောပြတာအသက်35 40ကနေစပြီးတော့အထက်ပိုင်းတွေကဆေးကရောက်ရင်ဘာအားဆေးစားသုံးတင်လဲဆိုပဲ
ပြောမေးကြတယ်ဆရာဝန်တွေတော်တော်များများနော်ကျွန်တော်ကလည်းမေးခဲ့ဖူးတယ်ဟုတ်နော်အဲ့လိုအားစေးတွေစားရတယ်တကယ်တကယ်အဲ့အားစေးတွေကအင်္ဂလိပ်အားစေးတွေကအဖက်တွေရှိတယ်နော်ဒီနေ့ဆိုလဲအဲ့ပရန်ချာလူခံမဲ့တယောက်ဆိုပြောတယ်သူ့ရဲ့အကိုလားသူ့ရဲ့ဦးလေးလားမသိဘူးဆုံးသွားတာကင်ဆာနဲ့ဆုံးသွားတာတိုက်တဲ့ဆေးတွေက TB ဆေးတွေတိုက်တယ်တေဝါတော့မှ TB မှန်းသိတာတဲ့အင်္ဂလိပ်ဆေးအတင်းထူးခုတွေမှာကုတာနော်မယုံကြည်ရဘူးနော်ကင်ဆာသမားကို TB ဆေးတွေတိုက်ဟိုတော်တော်ကျတော့ TB သမားကိုကင်ဆာဆေးတွေတိုက်တယ်ဟိုလူကတေဝါပြီးတော့မှသူက TB ဖြစ်နေတာနော်အဲ့တော့ကင်ဆာဆိုပြီးကင်ဆာဆေးတွေတိုက်တယ်အော်နှိမ့်တောင်တော့အခါကျတော့ဟိုမှာကြွားသွားအောင်ဆရာဝန်တွေမယုံအောင်နော်နည်းနည်းလေး view site အဲ့အတွက်အဲ့ဒီနေ့ဗီဒီယိုဖိုင်လေးကိုတင်တာဆိုတော့ကျွန်တော်ကအဓိကဘာနဲ့သွားဆိုင်လဲဆိုတော့ကျွန်တော်အနေအထိုင်နဲ့အစားအသောက်ပေါ်မူတည်တယ်အဲ့ပေါ်မူတည်ပြီးကင်ဆာတွေလာဖြစ်မယ်နော် TB တွေလာဖြစ်မယ်နော်အဲ့လိုမျိုးတွေကျွန်တော်ဖြစ်ကြရတာဖြစ်ကြတဲ့ခါကျတော့ကျွန်တော်ကအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ကဘာနဲ့ပြန်ပြီးတော့ဖြည့်ဆေးပေါ့နော်မွေရောက်ကြရင်တော့မွေရောက်ဖြည့်ဆေးရှိတာပဲအဲ့လိုတောက်နေတဲ့အတောက်ဒီစားနေတဲ့အစားအစာတွေမှာအစိတ်တွေဖြစ်စေတယ်နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ကအသက်အရွယ်ရောက်လာတဲ့အမျှဆဲတွေကနော်သူကရှိနေတဲ့ဒီဘက်တီးရီးယားတွေကလုံနိုင်တာရှိတယ်လုံနိုင်တဲ့စွမ်းရည်ရှိတယ်မလုံနိုင်တဲ့စွမ်းရည်ရှိတယ်စွမ်းဆောင်နိုင်တဲ့အားရှိတယ်နော်အဲ့ဒါအားစိတ်လွတ်တော့အားစိတ်နဲ့မဆိုင်ဘူးနည်းနည်းလေးဝေးနေတယ်နော်အဲ့ကြောင့်အဓိကကျွန်တော်ကပြန်ပြီးညံနဲ့ပြန်ဆင်ခြင်းရမယ်နော်ဆိုတော့ကျွန်တော်တို့ကအဓိကစားလိုက်တဲ့အစားအစာတွေစားပြီးဘာဖြစ်သွားတာလဲ तू ကမစင်ဖြစ်သွားတာဟုတ်နော်စားပြီးရတဲ့အစာချက်ပြီးမစင်ဖြစ်သွားတာနော်အဲမစင်မဖြစ်ခင်ကာလပေါ်မှာကျွန်တော်စားတဲ့အာဟာရဓာတ်တွေကသူကဗီတာမင် C ကဗီတာမင် C ဗီတာမင် A ကဗီတာမင် A နော်ဗီတာမင် B ကဗီတာမင် B အဲ့လိုမျိုးတွေပို့တာကိုသွေးကြောတွေမှာလွတ်တာဟုတ်နော်ဆိုတော့အဲ့လိုမျိုးလွတ်တဲ့သဘောတဘာဝကိုကျွန်တော်ကသိထားရမယ်သိထားဘာလို့အဲ့ဒါတွေမှာမကောင်းတဲ့သွေးတွေဓာတ်တွေကျွန်တော်ကကြောက်ကသမားဆိုလို့ရှိရင်ဘာနဲ့မတည့်ဘူးလဲအပူတွေအဆက်တွေနဲ့မတက်ဘူးပေါ့ဗျာနော်မတက်ဘူးဆိုမစားနဲ့ပေါ့နော်အဲ့နည်းနည်းပါးပါးလေးစားမိလိုက်ပြီဆိုတော့ဘာလို့ဝမ်းနှုတ်ပလိုက်နော်ဝမ်းတစ်လုံးဆောင်အိုတော်မစင်းရဲတဲ့ဘူးတစ်လုံးဆောင်ပေါ့ဝမ်းတစ်လုံးဆောင်နော်ဝမ်းတစ်လုံးဆောင်အိုတော်မစင်းရဲဘူးစိတ်မစင်းရဲဘူးနော်ဘာလို့လဲဝမ်းပဲအဓိကဝမ်းပဲအဲ့ကြောင့်ကျွန်တော်ဝမ်းနှုတ်ပေးရမယ်ဘယ်နှခါနှုတ်ရမလဲကျွန်တော်ကအရင်တော့ဆိုရင်တော့ကျွန်တော်နည်းနည်း30လောက်ဆိုရင်တော့တစ်လောက်2ကြိမ်လောက်နှုတ်ရင်ရတာပေါ့နော်35 40တော့ဘာလို့ရမလဲဆိုတော့ဝမ်းမှန်ဖို့ကြိုးစားရတော့မယ်တစ်လဟို2ကြိမ်3ကြိမ်4ကြိမ်လောက်နှုတ်တင်တယ်လို့ကျွန်တော်အနေနဲ့အကြံပြုပါကျွန်တော်ဆိုလဲတစ်ပတ်တစ်ကြိမ်တစ်လောက်4ပတ်ရှိ4ကြိမ်တစ်ပတ်စနေတင်နေ့တရက်ဆိုစနေနေ့ဆိုဝမ်းနှုတ်တယ်အဲ့လိုမျိုးကိုသွားစားရှိတယ်ဆိုတစ်ပတ်ကြော်သွားတော့နောက်တစ်ပတ်မှနှုတ်တယ်အဲ့လိုဝမ်းကိုတစ်ပတ်တစ်ကြိမ်ဝမ်းနှုတ်ပါလို့အကြံပြုစင်းတယ်ပြီးတော့နောက်တစ်ခုကကြာနေ့တိုင်းဝမ်းမှန်နေဖို့အတွက်ကိုစားတဲ့အစားတွေမှာအစိတ်တောက်တွေဖြစ်စေတယ်နော်အစိတ်တောက်တွေဖြစ်စေတဲ့အခါကျကျွန်တော်ဘာတောက်လဲဆိုတော့ဒီမှာဆေးနဲ့ကြော်တောက်တယ်ဆေးနဲ့ကြော်မနက်ထမင်းစားပြီးမနက်စာစားပြီး9လုံးတောက်တယ်ညအိယာဝင်9လုံးတောက်တယ်ညအိယာဝင်ဆိုတော့ညထမင်းစားပြီးညနေပိုင်းထမင်းစားပြီး9လုံးတောက်တယ်မနက်ပိုင်း9လုံးတောက်တယ်မနက်စာစားပြီးွားရင်မနက်စာလည်းကျွန်တော်ထမင်းညမဲ့စားတတ်တယ်စားတဲ့အတုပ်လေးနဲ့ထမင်းလေးနဲ့နော်ထမင်းကြော်လေးနဲ့အဲ့လိုမျိုးလေးကျွန်တော်စားတတ်တယ်နော်ဆိုတော့ထမင်းစားပြီးွားရင်မနက်စာစားပြီးွားနဲ့ဒါဆေးနဲ့ကြော်9လုံးတောက်တယ်သူကဝမ်းမှန်တယ်နော်ဝမ်းတစ်ချိန်ပြီးရင်ဝမ်းတစ်ချိန်သွားတယ်နော်ပြီးရင်ညနေပိုင်းနေ့လယ်ပိုင်းစားတယ်မတောက်ဘူးညနေပိုင်းစားပြီးရင်တစ်ခါ9လုံးတောက်တယ်ညချိန်တောက်တယ်အဲ့ညနေပိုင်းကျတနေ့ဝမ်းအိမ်နာကြော့ပါနော်အိမ်နာတနေ့2ချိန်တက်တယ်ဒါစိနဲ့ကြော်နော်အရင်တော့6000ပေးရတယ်အခုဘူးကြီးကို1000ကျော်သွားပြီ12000 13000ဖြစ်14000ဖြစ်သွားပြီဈေးတက်သွားပြီကိုကျွန်တော်တောက်တော့6000ပဲပေးရတယ်နော်ပြီးတော့နောက်တစ်ခုကကျွန်တော်ကကြောက်ကဖြစ်တာနော်ကြောက်ကမကြောက်တယ်တာနော်ပြီးခဲ့တဲ့ပေါ့2025 6လပိုင်းလောက်ကဖြစ်တာဖြစ်တဲ့ခါကျတော့ဆေးရုံမှာသွားပြီးတော့သေးဆန္ဒခွဲမဲ့စိတ်မဲ့ဆိုပြီးတော့လေစာနဲ့ပြစ်မဲ့ဆိုပြီးတော့ရက်ချင်းလုပ်ပြီးရက်ချင်းပေးတဲ့အချိန်ကြတော့မှကျွန်တော်အဘဘိုးအောင်အဘဘိုးဝင်းကောင်ကကျွန်တော်လာပြီးတော့ဆေးလာကုပြီးတော့ကျွန်တော်နောက်နေ့မနက်မှာကြောက်ကစီလောင်းညောင်းမှာကြောက်တယ်တော့ခွဲထုတ်ရမယ်ကိစ္စခွဲထုတ်ဆရာမလို့တော့ပတ်စံအကုန်တက်တာပါတော့ဗောနော်အဲ့ဒီထဲကနေစပြီးကျွန်တော်တောက်တဲ့ဆေးကကျွန်တော်ဘာတောက်လဲဒါကblueberry နော်ဖိန်းရနေတောက်တာဒါကကြတော့ Eurocrat မနက်တစ်လုံးတောက်တယ်ညပိုင်းကျတော့ညအရောက်ဝင်ကကြ Eurocrat တစ်လုံးblueberry တစ်လုံးအဲ့တစ်လုံးတွဲတောက်တယ်အဲ့ဒီအတွက်ဒါကဖြစ်တော်စီမဖြစ်တော်စီဟိုကကြိုပြီးကာကွယ်ထားတာအဲ့လိုကာကွယ်ဈေးလေးတွေတောက်ကြပါလို့ပြောကြရင်းနဲ့ညီကုန်းချုပ်ပါတယ်အားလုံးမင်္ဂလာပါစိတ်